မကြခင်မှာတပင်းနဲ့ကြုံတွေ့ရတော့မယ်ဆိုတော့သူတို့မသိခဲ့တယ်ဘသူကများကျွတ်သေးတယ်မလဲဗျာဒါကြောင့်ပဲခီးတဲ့တရား၄ဦးလုံးကပျော်ပျော်ရွှင်ရွှင်ပဲလေးလာပြီးထွက်ခဲ့ကြပါတယ်ဖြစ်စဉ်ကတော့2025မေလ17ရက်နေ့မှာပါအင်ဒိုနီးရှားနိုင်ငံဘင်္ဂလူးပြည်နယ်စိတ်ကမ်းကနေခီးတဲ့တရား၄ဦးလိုက်ပါလာတဲ့တင်မော်တစီယာဒေတာကိုကြွချုံကိုလေးလာပြီးထွက်ခဲ့ကြပါတယ်ကျွန်းဟာတန်လာကြပြောင်းလုံပေါ်ပြီးတော့လှီစီချင်းရင်းမှုချင်းတို့လူကြီးပန်းစားတဲ့ကျွန်းတစ်ကျွန်းနဲ့ဖြစ်ပါတယ်သူတို့ဟာကြွချမ်းကိုပြပြရှင်ရှင်မဲ့လေးလာပြီးထွက်ခဲ့ကြပြီးတော့အပြန်ခီးမှာပဲပင်လယ်ကလိုင်းကြည့်ပြီးလေချာတော့တဲ့အချိန်နဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒါကြောင့်ပဲသူတို့တင်းမောကဘလို့မှတင်းကျပ်လို့မရတော့ဘဲတဖြည်းဖြည်းဆောင်းတဲ့ဆောင်းလာပြီးလူတွေအားလုံးကလည်းကြောက်လန့်လာခဲ့ကြပါတယ်။တင်းမောဟာဆောင်းလာပြီးလိုင်းလုံးကြီးတွေရိုက်ခတ်တာကြောင့်ခီးတဲ့တဝက်လောက်ကလှမ်းနေလေချာတက်လူကုတ်ကနေခဲ့ရပါတယ်။ဒါကိုမြင်တဲ့ကန်းဆက်ကဆက်လီသမားတွေကသူတို့ကိုကယ်ဖို့ချက်ချင်းမပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ခီးတဲ့တရား၄ခုလုံးကယ်နေဖို့တော့သူတို့မစွမ်းနိုင်ခဲ့ကြပါဘူးခီးတဲ့တရား၄ခုနဲ့89ဦးသာလုံးလုံးကယ်တင်နိုင်ခဲ့ပြီးတော့9ဦးသေဆုံး10ဦးပျောက်ဆုံးနေခဲ့ပါတယ်ကယ်ဆယ်ကြီးတွေထပ်မံရှာဖွေခဲ့ပြီးတော့16ရက်5လ2025မှာတော့သေဆုံးသူ12ဦးထပ်တိုးလာပြီးစုစုပေါင်း19ဦးသေဆုံး5ဦးပျောက်ဆုံးနေစေလို့လည်းသိရပါတယ်